စားတော့ချစ်သူများကိုရီးယားထမင်းတော့ကောင်းကောင်းစားလို့ရတဲ့ဆိုင်လေးပြပြပေးမယ်တောင်းကလာပါရမီလမ်းပေါ်မှာရှိတဲ့သေးပဲဆိုင်အောင်လေတော့စားကြည့်နော်အရန်ကောင်းတယ်ဈေးလေးလည်းတောင်းကျော်လေးပဲရှိတယ်ပေါ့နော်အသင့်သင့်လေးနဲ့စားလို့လည်းကောင်းတယ်သူကတပွဲဆိုရင်လေ2ယောက်လောက်စားလို့ရတယ်တိလားအဲ့ဒီမှာကိုအကြိုက်ဆုံးအစားအစာပါလဲဆိုလို့ရှိရင်သူမုံလာဥကိုအချင်းဖောက်ထားတဲ့ဟာလေးอ่ะလေတကျွတ်နဲ့လေဘလို့စားကောင်းမှန်းမသိဘူးသွားစားကြည့်နော်အရန်ကောင်းတယ်ကိုရီးယားထမင်းတော့ကတော့လေဆိုင်တော်တော်များများစားဖို့ရပေါ့နော်ဒီဆိုင်ကထမင်းတော့လေးတော့ကြိုက်တယ်ပေါ့သွားစားကြည့်နော်အရန်ကောင်းပါတယ်ဝိချရင်တော့မစား